ကျမတို့မြန်မာနိုင်ငံလာတဲ့ပြည်သူပြည်သားတွေချင်းချင်းရံဖြစ်ကြတာအငင်းပွားကြတာဟာဘာဖြစ်လို့လဲဆိုတာလေကျမခတ်တော်တော်ပဲပြောမယ်နော်မကြိုက်လို့ရှင်လည်းမတတ်နိုင်ဘူးအဲ့ဒါကလေအရေးပါခြင်းကြလို့အရေးပါခြင်းစရာမလိုပါဘူးကိုဟာလှုပ်တဲ့လှုပ်ထိုက်တာကိုလုံနေလို့ရှိရင်ကိုမှတောင်ဖို့ရှိပြီးသားပဲတောင်ဖို့ရှိပြီးသားပဲဘယ်ညာမှရှေ့တိုးနေဖို့မလိုဘူးလာအခုဆိုလို့ရှင်ကျမအရှိတမ်းမှာထိုင်နေတဲ့သူတွေကိုလည်းဟိုအနောက်တိုင်းတမ်းမှာထိုင်နေတဲ့သူတွေပို့ပြီးတော့တောင်ဖို့မထားပါဘူးကျမပို့ပြီးတော့ခင်တဲ့လူတွေရှိတာပေါ့နော်ဒါကတော့အရင်တုန်းကသိလို့ခင်တဲ့လူတွေဒါတတ်တတ်ပါအဲ့တော့စင်မြင့်ပေါ်တက်ရတဲ့လူတွေကိုလည်းစင်မြင့်ပေါ်အောက်ကနေနေရတဲ့လူတွေလည်းပို့ပြီးတော့တောင်ဖို့မထားပါဘူးလူတိုင်းဟာသူ့တောင်ဖို့နဲ့သူရှိပါတယ်အဲ့ဒါကိုယုံရပါအဲ့ဒါကိုယုံကြပါကျမခဏပြောတယ်ကျမတို့ပြည်သူပြည်သားတွေဟာတယောက်နဲ့တယောက်မနာလိုတာတယောက်နဲ့တယောက်စောင်းမြောင်းကြတာတိုက်ခိုက်ကြတာအခြေခံအဖြစ်တော့ကိုယုံကြည်မှုမရှိလို့ပဲကိုတံပိုးကိုယုံကြည်လို့ရှိရင်ဘယ်သူမှမနာလိုစရာအကြောင်းမရှိပါဘူးအဲ့တော့ကိုတံပိုးကိုယုံကြည်နိုင်အောင်လို့နေသွားကြပါ